ရုပ်ပုံနေခင်တွဲနေတယ်ရှင်ကျွန်တော်ပချီမတက်သေးဘူးဘာလို့ဆိုmusic နဲ့ပချီကိုနှိုင်းရှင်ကြည့်မယ်ဆိုရင် music ကကျွန်တော်ပြောတချင်းကိုပြောမှာမဟုတ်နော်တချင်းကိုပြောမှာအနုပညာလို့ပြောလို့ရတယ်အတန်တစ်ခုခုပေါ့မှာရန်နီရဲ့ orchestra တစ်ခုတပုတ်ပေါ့နော်တောင်းလေကီတီယိုရဲ့အရှိတဲ့ orchestra တပုတ်အဲ့ဒီမှာကျွန်တော်ဆိုတော့ပကြီးမှာကျွန်တော်ငယ်လေးရလက်ခံထားတဲ့ figure ပေါ့ figure ဆို line ပါပဲ line ဆိုတာကျွန်တော်ဟောပါနော်အိမ်ဆိုရင်အိမ်ပုံစံ line လေးပေါ့ကျွန်တော်မျက်စိမှာမြင်တဲ့ line လေးဒီက figure ဆို line ပဲ line လေးနဲ့သတ်မှတ်ပေးတာကျွန်တော်မျက်စိရဲ့ပေါင်ပေါ့မျက်စိကိုကျွန်တော်သတ်မှတ်ပေးတာအယုတ်ကလေးသတ်မှတ်ပေးတယ်အဲ့သတ်မှတ်ပေးလိုက်တဲ့အရာလေးက figure အဲ့ပကြီးမရှိရဲ့ figure အဲ့ figure ကျွန်တော်ဒီ figure ပေါ့နော်ရုပ်ကလေးတွေပေါ့အဲ့ရုပ်ကလေးတွေက music မှာဆိုရင်တော့ကျွန်တော်ပြောတဲ့ချင်းပေါ့တချင်းနဲ့ဆိုတာ orchestra တီးလုံးနေနဲ့မတူသလိုပေါ့ပကြီးမှာ figure ပါတယ်ဆိုရင်ကျွန်တော်ဗျာ sound ဆိုတဲ့တချင်းနဲ့ music ဆိုတဲ့ဒီဂီတတန်စင်နဲ့မတူလေအဲ့လိုဆိုတချင်းမှာဆိုတာစားသားလေးတွေနဲ့ကျွန်တော်ပကြီးမှာလို့ပဲကျွန်တော်ဟွာရှိတယ်စားသားလေးတွေနဲ့ကျွန်တော်တို့ဘောင်ကွတ်ပေးထားတဲ့ music မှာဆိုတော့ဒီစားသားလေးတွေကဟွာပေါ့ဟိုဆိုတာကျွန်တော်ပြောရဲ့ပကြီးနဲ့ရှင်လို့ရှိရင်တော့ music မှာဒီစားသားလေးတွေကဟွာပေါ့နော်ကောက်ကြောင်းပေါ့ line ပေါ့ဆိုတာကျွန်တော်တို့မျက်စိတွေကျွန်တော်တို့အတွေးတွေဟိုဘောင်တက်မှတ်ပေးထားတဲ့ line ပေါ့ဥမာအိမ်ပုံလေးဆိုရင်အိမ်ပုံလေးတစ်ပုံကိုပကြီးကားထဲမှာဆွဲလိုက်တယ်ဆိုရင်အဲ့အိမ်ဆိုတဲ့ဘောင်လေးတက်မှတ်ပြီးတော့ကျွန်တော်တို့ရဲ့အတီကိုအိမ်ဆိုတဲ့ဘောင်စီကိုဘောင်လေးနဲ့တက်မှတ်ပေးထားတယ်အဲ့လိုပဲတချင်းပါဆိုရင်လည်းကျွန်တော်တို့ရဲ့အတွေးတွေကို background music ကနေပြီးတော့ဂီတာသံတွေ drum သံတွေကနေပြီးတော့သူ frame ပေါ့နော် frame လေးခတ်ပေးလိုက်တယ်အိမ်ဆိုတဲ့စကားလုံးလေးနဲ့ frame လေးခတ်ပေးလိုက်တယ်အဲ့လို frame လေးခတ်ပေးလိုက်ချင်တယ်ကျွန်တော်ကြာလာတော့ဟိုငယ်လေးတွေကကျွန်တော်ကအယူဆွဲလာတဲ့အတိုင်းပဲကျွန်တော်ကအဲ့လို frame လေးနဲ့မှကျွန်တော်ကြည့်တတ်တယ်ဟိုပြောမယ်ဆိုရင်အိမ်ဆိုတဲ့စကားလုံးလေးပါမှာကျွန်တော်တို့ကဂီတာတန်နေဒီ bass တန် lead တန်နဲ့ drum တန်နေပါတဲ့3မိနစ်စာအတန်တစ်ခုကိုကျွန်တော်တို့အိမ်ဆိုတဲ့အကြောင်းအရာလေးတွေအိမ်ဆိုတဲ့ခေါင်းမိုးလေးတွေပါမယ်အိမ်ဆိုတဲ့ကြမ်းကင်းလေးတွေပါမယ်အိမ်ဆိုတဲ့ဝရဏာလေးပါမယ်အဲ့ဒီအကြောင်းအရာလေးနဲ့ကျွန်တော်တို့အဲ့3မိနစ်စာ drum တန်ရယ် bass တန်ရယ် lead တန်ရယ်ကိုကျွန်တော်တို့ပေါင်းခတ်လိုက်တဲ့အတွက်ဘာဖြစ်သွားအောင်ဆိုအဲ့လိုပေါင်းခတ်ပေးထားတဲ့အတွက်ကျွန်တော်တို့စိတ်ကူးတွေအတွေးတွေကအဲ့ drum တန်နေ bass တန်နေအိမ်ဆိုတဲ့အရာစီကိုဆွဲခေါ်ယူသွားဖို့လွယ်သွားတယ်ပြောမှဆိုရင်နုပညာသမားကကျွန်တော်တို့အဆူရောပေါ့နော်အဆူရောကျွန်တော်တို့အိမ်လေးတင်စီကိုလက်တွဲခေါ်သွားတယ်နားထောင်တဲ့လူတွေကိုအိမ်လေးတင်စီကိုလက်တွဲခေါ်သွားတယ်ကျွန်တော်တို့ကလေးလေးတွေလိုမျိုးသူ့လက်ကိုကန်ပြီးကျွန်တော်အိမ်လေးစီကိုလိုက်သွားတယ်
ကြီးမှာလဲကျွန်တော်တို့ကအယောင်ကြီးရှိမယ်အယောင်တွေမှာအများကြီးရှိတယ်အယောင်တွေမှာအများကြီးရှိတယ်အယောင်တွေမှာခံစားချက်တွေအများကြီးရှိတယ်စုပ်ချက်တွေရှိမယ်စုပ်ချက်တွေမှာလဲကျွန်တော်အမြင်ရစုပ်ချက်တွေမှာလဲလုံးဝအများကြီးရှိရဗျာအရင် soft ဖြစ်တယ်အဲ့ဒါတွေကို touch လုပ်ဖို့လုံးဝထိတွေ့ဖို့ဆိုရင်အဲ့ဒါတွေကိုထိတွေ့ခံစားဖို့စုပ်ချက်တွေအယောင်တွေကိုထိတွေ့ခံစားဖို့ဆိုရင်ကျွန်တော်တို့ကအရင်ကသူတို့ကနူးညံ့တဲ့အတွက်ကျွန်တော်တို့စိတ်ကအဲ့ပေါ်မှာထိတွေ့ခံစားဖို့မလွယ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြောတဲ့ဟောကျွန်တော်ငယ်ငယ်တော့ဆိုရင်ဒီလို base တန်အောင်ကျွန်တော်ခွဲပြီးတော့နားမထောင်တော့ဘူးတချင်းတစ်ပုတ်မှာကျွန်တော်နားထောင်တဲ့တချင်းတန်ရှိမယ်လီတန်ရဲ့ base drum တန်ရဲ့အဆိုတော်ရဲ့အတန်ဒါပဲကျွန်တော်ကြားဟုတ်ဘာလို့ဆိုတော့ကျွန်တော်မှထိတွေ့အင်အားနေသေးရလीထိတွေ့နိုင်တဲ့အင်အားနေသေးစုပ်ကိုင်းနိုင်တယ်ဖန်ဆုံမှုအင်အားနေသေးအဲ့အတွက်ကျွန်တော်တို့က base down ကျွန်တော်ငယ်တော့မကျွန်တော်တို့ frame cap ပေးမထားဘူးဆိုရင်ကျွန်တော်တို့ကအယောင်နဲ့စုပ်ချက်ရဲ့စီရတဲ့အရာသာကိုဆိုတော့ base guitar တန်းရဲ့အရာသာလိုမျိုးပေါ့အဲ့ဒီအရာသာကိုကျွန်တော်မခံစားနိုင်ဆိုတော့ပေါင်းဆိုတဲ့ line ဆိုတဲ့ပေါင်းလေးနဲ့မှကျွန်တော်တို့ကအယောင်နဲ့စုပ်ချက်ရဲ့အရာသာကိုခံစားလို့ရတယ်အဲ့အတွက်ပြောမယ်ဆိုတော့ကျွန်တော်တို့ခေါ်သွားမယ်လူကြီးတယောက်ရဲ့လက်တွေပေါ့နော်ဆန္ဒတချင်းမှာဆိုရင်စာသားတွေမကြီးမှာဆိုရင်ကောက်ကြောင်းတွေအဲ့ဒီမှာပါပဲနေကိုကျွန်တော်တို့လူပညာကိုခံစားလို့မရဘူးလားအဲ့ဒီမှာပါလို့ရှိရင်ပူပြီးတော့ကျွန်တော်လွတ်လပ်သွားမလားလွတ်လပ်မှုကတော့ကျွန်တော်လူကျင်ဆုံးရပဲအဲ့ဒါကြောင့်အဲ့လွတ်လပ်မှုစီကိုသွားဖို့အတွက်ကျွန်တော်ကနီလန်းမျိုးရှာနေရပါအဲ့အတွက်လွတ်လပ်မှုကိုသွားဖို့အတွက်နီလန်းမျိုးရှာတဲ့နေရာမှာလေကိုယ်တိုင်းနှလုံးသားနဲ့လွတ်လပ်မှုကိုတကယ်လိုချင်မှုကအရေးပိုကြီးကြီးပါအဲ့အတွက်ကျွန်တော်တို့ဒီလိုဆွေးနွေးမှုကိုယ်ဟာကိုပြန်ပြီးရှာဖွေမှုပေါ့နော်အဲ့မကြခဏလုပ်ပြဟုတ်ပြီပြန်ဒီကိုလွတ်လပ်စွာနဲ့ဖန်တီးမယ်ဆိုတာနဲ့အမြင်ဆန္ဒပြောတဲ့အယောင်ကြီးစုပ်ချက်တွေကိုပဲအားကိုးရမယ်အမြင် line တွေကိုအားမကိုးအောင်လို့ဆိုလိုမဟုတ်ပါဘူးကျွန်တော်ဆန္ဒဆိုလိုတဲ့ဘောက figure ကိုပြောတာပါကျွန်တော်တို့တီဗီသားပုံပန်းတဲ့တယ်အဲ့ figure တွေကိုကျွန်တော်ဆိုလိုတာပါမလူပုံဆိုမျက်နှာရဲ့နှာခေါင်းရဲ့ပါးစပ်ရဲ့မျက်လုံးရဲ့နှာခေါင်းရဲ့နားရဲ့အဲ့ figure ပေါ့အဲ့ figure အတွက်သုံးတဲ့ line တွေကိုကျွန်တော်ဆိုလိုတာဒီ line တွေကိုပြောရမှာမဟုတ်ပါဘူးကြိုက်တဲ့ line ဆွဲလို့ရတယ်လွတ်လပ်နေရပဲဆွမ်းနာပြောလူပုံဆိုပြီးတိဆောက်ထားတဲ့ line တွေထက်ပိုပြီးလွတ်လပ်တဲ့ line တွေဗျာလူပုံဆိုပြီးတော့တွင်းရမယ်တတ်မှတ်ထားပြီးသားအယောင်တွေဗျာအသားရောင်တွေပေါ့စပင်းရောင်တွေမျက်လုံးရောင်တွေနှာခမ်းရောင်တွေအဲ့ဆုတ်ချက်တွေအသားရည်ပေါ့ဗျာပါလေးပေါ့ထိတွေ့လိုက်လို့ထိအဲ့လိုထိချင်စရာကောင်းတဲ့အသားရည်ဆွဲဖို့ဆုတ်ချက်တွေအဲ့ဒီကတတ်မှတ်ထားပြီးသားယူရတယ်တော်တော်ကြီးယူရတယ်အဲ့ဒါကျွန်တော် figure တွေကိုဖြောက်အောင်မယ် figure တွေကိုချစ်နေတယ်ဗျာဆိုတော့ကျွန်တော်တချင်းမှာတချင်းကြီးပဲ music ကြီးပဲတက် orchestra တီလုံးတွေကိုကျွန်တော်နားမထောင်တတ်တဲ့သူတွေလို့ပဲ figure တွေကိုချစ်နေတယ်ဗျာကျွန်တော်တို့ကအယောင်နေနဲ့ line တွေကိုခွဲခြားပြီးတော့ခံစားတောင်းမှမဟုတ်သေးဘူးတနည်းအားဖြင့်ပြောမယ်အယောင်နေနဲ့ line တွေကိုခံစားခြင်းနဲ့ဆိုရင်ကျွန်တော် figure တွေကိုချစ်နေလို့မရဘူးလူကြီးတယောက်ကကျွန်တော်တို့ဆွဲခေါ်သွားတာမျိုးကိုခံယူမလားကျွန်တော်တို့ကသာကျွန်တော်ပဲလွတ်လပ်ခံစားမလားလွတ်လပ်ဖန်တီးမလားကျွန်တော်လွတ်လပ်ဖန်တီးကျွန်တော်လွတ်လပ်ခံစားလို့
ပြဿနာတွေဖြစ်လာမလားမဖြစ်ပါဘူးကျွန်တော်တို့လူချင်းတဲ့ရတာတွေအသိပညာတွေကကျွန်တော်တို့လူချင်းတဲ့နေရာတွေမှာကျွန်တော်သွားရှာလို့ရတယ်သက်ဆိုင်ရာတီးတီးနယ်ပယ်လေးမှာရှိပြီးသားအဆုပ်ရည်လေးစိတ်လိုက်ပြီးသားအနုပညာကိုတော့တုတ္တရီရတာတွေကနေပြီးတော့လွတ်လပ်တဲ့နေရာတစ်ခုမှာထားပေးပါဘာလို့ဆိုတော့အနုပညာလွတ်လပ်တဲ့အရာတစ်ခုဖြစ်တယ်လို့